သူများတွေအကြာကြီးခုတ်ရတဲ့ဝါတွေကိုဒီကောင်လေးကတော့ဓာတ်3ချက်လောက်ပဲခုတ်ပြီးတော့ရလာခဲ့တာဖြစ်ပါတယ်အိမ်မြန်ထဲမှာလမ်းလျှောက်နေတဲ့သူတယောက်ကကောင်လေးမောနေတယ်ထင်ပြီးတော့မှကူပြီးတော့တဲပြီးပြီမဲ့နှစ်ယောက်သားနားလည်မှုလဲပြီးတော့ကောင်လေးဟာတရားဘော်ကပြုတ်ကျလို့သွားရပါတယ်လူကြီးကလည်းကောင်လေးပြုတ်ကျတဲ့ပုံကိုပြန်တွေးကြည့်တော့အရင်ကမှထူးဆန်းနေပြီးကောင်လေးကတစ်ကိုင်းပေါ်ကိုအရင်ကျသွားပြီမဲ့တိုင်းကျွမ်းကျင်တဲ့အခါမှာတော့ကိုဘော့ထားတာကြောင့်တစ်ကိုင်းကချက်ချင်းကျိုးပြီးတော့ပြုတ်မကျသွားပါဘူးတစ်ကိုင်းပေါ်မှာအရင်ဆုံးကိုဘော့ထားပြီးတော့မှခုံချလိုက်တာဖြစ်ပါတယ်ခုံချလိုက်တဲ့အခါမှာလည်းအထိမနာစေဖို့အတွက်တိုင်းခွက်နဲ့ခုံချလိုက်တာပါရေတွေကနေပြန်တက်လာတဲ့အခါမှာတော့ကောင်လေးကသူ့ကိုပြုတ်ကျအောင်လုပ်တဲ့သူကိုชี้ပြလိုက်ပါသေးတယ်ဒီလူကြီးကကောင်လေးကိုအိမ်ခေါ်လာပြီးတော့ထမင်းကြည့်ပါတယ်ကောင်လေးအိမ်နေတော့မှအခန်းထဲဝင်ပြီးတော့ကောင်လေးကိုစစ်ကြည့်နေတော့ကောင်လေးကနိုးလာခဲ့ပြီးမိသွားတဲ့အခါမှာတော့မကြည့်ချင်အောင်စောင့်နေလိုက်ပါတယ်မိုးလင်းတဲ့အခါမှာတော့ကောင်လေးဟာလွန်ခဲ့တဲ့10နှစ်ကလူသက်ခဲ့တဲ့အကြောင်းလေးကိုပြောပြပြီးအခုတော့ဘဝကိုအေးအေးချမ်းချမ်းပဲဖြတ်တန်းကျင်တော့ပါတယ်တဲ့လူကြီးကလည်းရွာကနေထွက်သွားဖို့တဲ့လုံလုံးမှာကောင်လေးနဲ့သူ့ရဲ့မိန်းမနဲ့ကလေးကိုတွေ့ရပြီးတော့ကောင်လေးကိုအနောက်ကနေချပြီးတော့ပြဿနာရှာလိုက်ပါတယ်ကလေးတွေကလည်းကောင်လေးကိုတရားရအောင်လုပ်တဲ့သူဆိုပြီးတော့လူကြီးကိုတွေ့ရင်ပြဿနာရှာကြပြီးလူကြီးကလည်းအခန်းထဲကိုပုံနေပြီးတော့ကောင်လေးအကြောင်းကိုရှင်းပြမဲ့လူရောက်လာတာကိုစောင့်နေပါတယ်အဖိုးကြီးကကောင်လေးဟာလုံခဲ့တဲ့10နှစ်ကရွာကိုရောက်လာတာဖြစ်ပြီးတော့ကိုခန့်တင်ညာတက်တာကိုပြောပြပါတယ်ပြီးတော့အဲ့ဒီကောင်လေးကငကားအိမ်ရဲ့ဒုတိယသားဖြစ်တာကိုလည်းပြောပြလိုက်တဲ့အခါမှာတော့လမ်းပြန်သွားရပါတယ်ခဏနေတော့မွေးတွေကထွက်လာပြီးတော့ကောင်လေးကိုလာရှာပါတယ်ကောင်လေးကပြုံးပြပေမဲ့လူကြီးကတော့ကြောက်လန့်နေတာဖြစ်ပြီးကောင်လေးကလူကြီးကိုတော်လေးကိုခေါ်သွားပြီးတော့နောက်ဘယ်တော့မှပြန်မလာဖို့အတွက်ပြောလိုက်ပါတယ်အဲလူကြီးလည်းကြောက်လန့်ပြီးတော့ထပ်ပြေးသွားခဲ့ပြီးလူကြီးဟာလက်မှတ်ဝယ်ပြီးတော့အိမ်ကိုပြန်ပြီးမဲ့လေတစ်ဖက်မှာတော့လူစိုးရဲတွေကသူ့ရဲ့မိမကိုဖမ်းထားပြီးဖြစ်ပါတယ်